ပဲထမင်းဆိုတာလေးမြန်တို့ငယ်လေးတော့အဖိုးတွေလက်ထက်တော့ဆန်ရှားလုံးလို့ပေါ့နော်ဟိုပဲတို့ကြောင်းတို့နဲ့ရောပြီးချက်ရတာပေါ့ခုကျတော့စားချင်လုံးလို့တကူတကောက်ကိုချက်စားရတယ်太黄了了。哎呦，姐呦！အိမ်သားလေးပြီးတော့ဗမာချက်တွေရထားဆိုတော့လေအိမ်မှာအရန်နဲ့ရှိနေတဲ့ရေရဲ့ပဲနှက်လေးရဲ့ကြက်ကလေးချက်လေးကိုဆက်ဆက်လေးဆက်စားပါမယ်အားလုံးမင်္ဂလာပါရှင်မြိုင်ဒီလေးပေါ့နော်ဒီရေရဲ့ကလပတ်နှက်လေးကအိမ်မှာရှိနေတာဆိုတော့လေပဲထမင်းကိုမှုမွေးစစ်စစ်လေးချက်ပြီးတော့ကြက်ကလေးချက်လေးရဲ့ပဲဒီချင်းလေးနဲ့ကိုယ်ရလေးချက်စားပါမယ်ရေရဲ့မိသားစုများတော့ဆန်6ဘူးချက်ပါမယ်တော့ဆန်လေးဆိုလို့ရှိရင်လည်းတော့ပြန်တော့အပင်နေလောင်းပြရပါဘက်ထမချက်ဖို့တိုင်ရုံးဆိုတော့မြန်ထောပတ်လေးနဲ့ကိုစစ်တက်လိုက်မယ်အနံလေးမွေးနေအောင်လို့ကရဝေးရဲ့တချပိုးကောက်လေးရဲ့ထည့်ပြီးတော့စစ်တက်လိုက်မယ်ဒီပါဆိုရင်ကသူ့ရဲ့ပဲနဲ့တပူးစားပေါ့နော်ဟိုပဲစီလေးဆိုလည်းကြိတ်မနေပေါ့နော်သူ့စီလေးတိုင်းမယ်လည်းညီးကြည့်ကြအောင်မယ်ညဘက်လည်းဆိတ်ဆိတ်နဲ့မှုံးဝေးလေးပေါ့နော်ညာကြတော့လေပဲဆိုလို့ရှိရင်ဝါနေတော့တိုက်တော့လေဒါတည်းတော့နည်းနည်းအရင်တော့မဝါဘူးပေါ့နော်ကလဘဲနဲ့ချက်တဲ့ပဲဟင်းကိုခုမှစားပူတာပေါ့နော်။နိုင်တို့နေမှာကျတော့ချက်တဲ့ပဲကကျတော့ဟိုပဲစိတ်ငုံနဲ့ချက်တဲ့ပဲဆိုတော့လေသူကမှုမွေးလေးနဲ့စိတ်စိတ်လေးရမ်းစားလို့ကောင်းတယ်ပေါ့နော်။ဒါကကျတော့မြိုင်တစ်ခါမှတော့မစားဘူး။ဒါဒီနေ့ပထမဆုံးဆက်ပြီးတော့ချက်စားကြည့်တာပေါ့နော်။နာအရင်ဆုံးထောပတ်လေးရဲ့ပဲလေးရဲ့ဒီဆန်လေးနဲ့ပေါ့နော်။အရင်ဆုံးအနက်ရတာလေးဝင်သွားပြိတ်လေးပဲပေါ့နော်။ရင်းတော့မမွေးတော့ပေါ့နော်။ကြည်သွားမှကြောက်လို့သူ့ရဲ့ပဲရလေဟိုအရင်မဝါရတဲ့ကြောင့်မလို့မြိုင်စနှုံးလေးနည်းနည်းလေးထည့်လိုက်မယ်ပေါ့နော်။နိုင်တို့တွေပုံမှန်ဆိုလို့ရှိရင်ကလပဲချက်ပြီဆိုလို့ရှိရင်အရင်ကြာရယ်ကွာအချိန်ကိုအရင်ပေးရတယ်အဲ့တော့ဒါလေးကကြတော့ဟိုပေါ့နော်ဟိုနှက်ထားပြီးသားဆိုတော့ပြန်ပြီးတော့နှွေးစားရုံပဲဆိုတော့အချိန်ကုန်နဲ့တက်လာတယ်မြန်တယ်ပေါ့နော်ညရင်ကျတော့ဆန်ကိုဘာစမတီဆန်3ထားဆိုတော့လေသူကဆန်6ဘူးဆိုလို့ရှိရင်ရေကို9ဘူးပဲထည့်ရတာပေါ့နော်ဒါ9ဘူးချိန်ထားပြီးသားပေါ့ရသားလေးနည်းနည်းလေးဝင်အောင်လို့ပေါ့နော်စားလေးနည်းနည်းလေးထည့်ပြီးတော့ချက်ပေးမယ်ပေါ့နော်ရိုင်းမမွေဘူးပေါ့နော်ဘာလို့လဲဆိုတော့ဆန်ရောပဲရောကကြေသွားမှကြောက်လို့လေမွေးနာပဲတိတ်လားသူ့ရဲ့လေကလဘနကလည်းစီချက်လေးရောလေအဲ့ပေးနာသိမ်းရက်လေးနဲ့ရောချက်ထားတာရောကြောက်လို့ရှင်မြိုင်ထဲထားတဲ့ကရဝေးရက်တွေအဲ့တချပုတ်ကောက်တွေအနံလေးရောပေါ့နော်တော်တော်မွေးနေပါပဲရောတပေးကိုချက်တာလေမိတို့ရလည်းကောင်းလို့ထင်တယ်တိတ်လား9မိနစ်တောင်းမကြောက်ကဲချက်ထားလိုက်တော့မယ်ဒါပမာချက်ပေါ့နော်ဒီနေ့မှာတပိတ်တာကို1300ဈေးဒါဆိုလို့ရှိရင်ဒါ60သားကောင်းပေါ့နော်太黄了了。ရရင်ချက်ပြီဆိုလို့ရှိရင်ခလေးလည်းငြိမ်မနေရအောင်ရိုင်ခုကြီးပေါ့နော်ဒီစက်သားလေးစိတ်ပသားလေးဆိုတော့မြိုင်ထားကိုရတာလေးနဲ့နေပြီးနှက်ထားလိုက်မယ်နော်ညာစက်သားကိုနှက်ပြီးဆိုလို့ရှိရင်အယောင်တင်မုံရယ်နွေးမုံရယ်စားဟင်ခမ်းမုံလေးနဲ့ပေါ့နော်ငပြားလေးနဲ့ကိုအသေးချာလေးနေပြီးတော့နှက်တယ်ပေါ့နော်အဲစက်သားလေးကိုထည့်ဖို့တော့ပေါ့နော်ဒါတင်တော့တည်းရခုလိုက်ညာလေးဒီချက်ကလက်ချက်ထဲမှာပေါ့နော်ဟိုစက်သွန်ပြူရဲ့စက်သွန်လေးထောင်းထားတာလေးရဲ့ပြီးလို့ရှိရင်ငရုတ်သီးစိမ့်မုံရဲ့အလှော်မုံရဲ့ပြီးတကူကောင်းတဲ့ကရဝေးရလေးနဲ့ထည့်ပြီးစီးတက်တယ်ပေါ့နော်တို့ဖုံးလေးအုပ်ပြီးတော့ပေါ့နော်ဒီစက်သားရဲ့ပါတဲ့အရေးလေးနဲ့ပေါ့အရင်ဆုံးဟိုစီရင်လေးဖြစ်အောင်နှက်ထားလိုက်မယ်နော်ပြီးမှပဲရေဆွတ်တော့မယ်ပတ်ပြီးဆိုရင်ရေဆွတ်လိုက်တော့မယ်ကဲဟေးလေးပွက်ပြီဆိုတော့မြန်ဟိုချစ်ချင်းလေးစားချင်တဲ့အတွက်ကြောင့်မို့ပေါ့နော်မင်းရင်းပြားလေးလည်းထည့်လိုက်မယ်နော်
င်းကိုလေးပုတ်ပြီးဆိုတော့နေကြည့်လိုက်အောင်မယ်ညာလေဟိုမြန်ပြားကြောက်လေးနဲ့ထည့်ထားဆိုတော့လေချင်းချင်းလေးနဲ့ဆက်ဆက်လေးနဲ့ရမ်းစားလို့ကောင်းတယ်ပေါ့နော်ပြီးတော့ဟင်းနဲ့ရတယ်မှုေးနေတာပဲကဲချလိုက်တော့မယ်ဆိုရင်ဒါလေးကတော့ပစုံကြောင်လေးကိုထောင်းပြီးတော့အဆူကြော်လေးကြော်မှာပါဒါကကျတော့ပဲတီချင်းပေါ့နော်ညမနေရကိုယ့်ကိုကိုယ်တိုင်လုပ်ထားတာပေါ့ပဲတီချင်းကလည်းအရင်ကြာရေးစိတ်ကြမလို့တရက်ဆိုလို့ရှင်စားလို့ရတယ်ပဲတီချင်းသိတော့မယ်ဆိုလို့ရှိရင်နွေးရဲ့စားလေးရဲ့ကိုအရင်ဆုံးဖွားဖွားလေးနေပေါ့နော်ပြီးရင်တော့လက်ဖနှောက်လေးနဲ့ကိုဖိဖိပေးလက်ကားချောင်းနဲ့နေပြီဆိုလို့ရှိရင်ပဲပေါက်တည်းအကုန်ကြိုးကြည့်ကုန်ရောအဲ့တော့ကြောင့်မလို့လက်ဖနှောက်လေးနဲ့ခြေပြီးလို့ရှိရင်ဘူးလေးတွေကိုထည့်လေးလုံးအောင်ပိတ်ပြီးသားလို့ရှိရင်တရက်လောက်နေစားလို့ရပါပြီညာပဲတီချိုစက်သွန်လေးနဲ့တောက်မှာပေါ့နော်ပဲတီချင်ရတယ်မြေသူစိမ်းလေးချက်တုံနဲ့ကောင်းတယ်ပေါ့နော်။ဒါများကြတော့ကြက်ကလေးချက်ကိုဆက်ကလေးချက်ထားဆိုတော့မြေသူစိမ်းမထည့်တော့ဘူးပေါ့နော်။အချိုတုံလေးပဲတုံးလိုက်တော့မယ်။ဒီလိုပဲတီချင်ဆိုတာလေးနိုင်တော့ဘက်မှာလေအလှူတွေပါလေဆိုလို့ရှိရင်ဒီလိုမျိုးလေးကျွေးရပါတော့။ဟိုဥပုံလေးဆွန်းလိုက်ပို့ပြီးဆိုရင်ပဲနှက်လေးနဲ့ဒီပဲတီချင်လေးနဲ့အဲပစွန်ချောက်ကြော်လေးနဲ့ပေါ့နော်။အဲ့လိုအသားဟင်းတစ်မျိုးမျိုးနဲ့ပေါ့။အဲ့ဆိုထုံးကြမှာဆွန်းလိုက်ပို့လို့ရှိရပါတော့။ကဲအနမ်းရတာနဲ့တေးစုံနဲ့ပဲထမင်းလေးရပါပြီ။မှုေးနေရတယ်ပဲသမင်းဆိုတာလေးနဲ့တို့ငယ်လေးတို့ကအဖိုးတွေလက်ထက်တော့ဆန်ရှားလုံးလို့ပေါ့နော်ဟိုပဲတို့ပြောင်းလို့လည်းရောပြီးချက်ရတာပေါ့အခုကျတော့စားချင်လုံးလို့တကူတကကိုချက်စားရတယ်加油呀！那屁孩子，高呢？哎呦，加油！你这天他们啥嘛没着，还帮一个干净了。对，ပဲထမင်းရဲ့ရတာဤစိတ်စိတ်လေးရောပေါ့နော်ဒီကြက်ကလေးကြက်ကလည်းချင်းချင်းဆက်ဆက်လေးနဲ့ပဲတီချင်းလေးနဲ့ဆိုတော့အရင်လိုက်တယ်ပေါ့နော်အရင်စားကောင်းတယ်ဒီလိုပြန်ပေါ့နော်